နောက်တစ်ခုအနေနဲ့ပေါ့နော်မြန်မာယဉ်ကျေးမှုအရာဆိုလို့ရှိရင်မြန်မာအမျိုးသမီးတွေကလိင်ပိုင်းဆိုင်ရာပြဿနာတွေကိုပြောပြဖို့ဆရာဝန်ပြသဖို့အတွက်ကိုဝင်လေးတက်ကြရပေါ့နော်ဒီတကယ်တော့အိမ်တော်ရေးမှာပုံမှန်မဟုတ်တဲ့နာကျင်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်မိမကိုမှာပြဿနာတစ်ခုခုရှိရမျိုးတွေဆိုလို့ရှိရင်ဆရာဝန်နဲ့ပွပွင့်လင်းလင်းတိုင်မှုအတွက်ဘာဖြစ်လို့အရေးကြီးလဲဆိုတာကိုလည်းရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ဗျဒါ sexual and reproductive health ကိုခေါ်တာပေါ့နော်ဒီကိစ္စကမြန်မာမျိုးသမီးမှာတော့ဒီမြန်မာရဲ့ယဉ်ကျေးမှုလေထုံတန်ရဒါတော့ပွင့်လင်းလင်းဖွင့်ပြောဖို့အတွက်နောက်ဝင်လေးတက်ကြရပေါ့နော်အဲ့ခါကျတော့မလိုလားအပ်ပဲနဲ့နောက်ဆက်တွဲ communication နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာပြီးတော့ဖြစ်လာတတ်တယ်ပေါ့နော်ဥပမာchronic pelvic pain လို့ခေါ်တဲ့နာတာရှည်ပိုက်အောင်တဲ့ယောဂါတွေနောက်တစ်ခုကကျတော့ကလေးရဖို့ခက်ခဲသွားတာမျိုးတွေနောက်တစ်ခုကျ ectopic pregnancy လို့ခေါ်တဲ့တိမ်ပြင်မှာတတိတေတာမျိုးတွေပေါ့နော်အဲ့ဒါတွေဖြစ်လာတတ်တယ်ပေါ့အဲ့ခါကျတော့ကိုယ်မှာဒီ knowledge တွေရှိထားတယ်ဆိုလို့ရှိရင်ဒါကိုယ်မှာဒီယောဂလက္ခဏာတွေရှိတယ်ဆိုလို့ရှိရင်သက်ဆိုင်ရာဆရာဝန်နဲ့ပုံဝင်နေဆွေးနွေးပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေကုသမှုတွေခံယူလို့ရှိရင်မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုကာကွယ်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးမရှက်ပါနဲ့မကြောက်ပါနဲ့ပုံဝင်နေဆွေးနွေးပါဆရာဝန်တွေကလည်း confidential ဆိုတဲ့လူနာတွေမသိစေချင်တဲ့လူတွေကိုမသိပေးဖို့အတွက်ဆရာဝန်တွေမှာတာဝန်ရှိရပါတော့အဲ့ခါကျတော့ပုံဝင်နေဆွေးနွေးဖို့လည်းကျွန်တော်အကြံပေးလိုပါတယ်ကဲပါရှင်လူငယ်မျိုးသမီးတွေမှာဖြစ်ပွားလေးရှိတဲ့ PCOS ယောဂအကြောင်းလည်းရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ဗျPCOS ဆိုတာအရှိကောင်းကတော့ polycystic ovarian syndrome လို့ခေါ်တာ syndrome ဆိုတော့ယောဂလက္ခဏာအစုအဝေးပေါ့နော်အဲ့တော့ ultrasound ရိုက်ကြည့်လို့ရှိရင်ဒီ ovary ဆိုတဲ့မျိုးအိမ်ထဲမှာမျိုးဥတွေအများကြီးဖြစ်နေတာပေါ့အဲ့လိုမျိုးပုံမှန်တဲ့အများကြီးဖြစ်နေတဲ့မျိုးလေးရှိနေလို့ရှိရင်ဒီမျိုးဥကလေးတွေကဟော်မုန်းတွေကိုထုတ်ပြီးတော့ဥပမာဒီ testosterone ဆိုတဲ့မျိုးသားဟော်မုန်းတွေတော့ထုတ်တယ်နောက်တစ်ခုက estrogen ဟော်မုန်းတွေလည်းပုံမှန်တဲ့အများကြီးထုတ်တယ်ပေါ့နော်အဲ့ခါကျတော့ယောဂလက္ခဏာတွေကပုံမှန်တဲ့ကိုယ်လေးချိန်များတာနောက်တစ်ခုကကျတော့မျိုးသားဟော်မုန်း testosterone များတဲ့အခါမှာနှာခမ်းမွေးလေးတွေပေါက်တာနောက်တစ်ခုကယာတိမမှန်တာနောက်ကလေးရဖို့လည်းခက်တယ်သူကလေသူမျိုးဥတွေအများကြီးဖြစ်နေပေမဲ့ဒီမျိုးဥတွေကလုံလောက်ကြီးထွားမှုဖြစ်ပဲနေမျိုးဥကျွေတဲ့အဆင့်တွေမြောက်သွားပေါ့နော်အဲ့ခါကျတော့ကလေးရဖို့လည်းခက်တယ်ပေါ့နော်အဲ့တော့ဒီယောဂလက္ခဏာစုကကုသဖို့လိုအပ်တယ်ဒါပေမဲ့ယောဂလက္ခဏာပုံမူတည်ပြီးတော့ကုသရတာပေါ့ဥပမာဒီလူနာရဲ့အဓိက concern ကweight များနေတာဆိုလို့ရှိရင် weight ချဖို့ပြောရတယ်။ယာဒီမမှန်တာဆိုလို့ရှိရင်လည်းကျွန်တော်က weight ချဖို့ပဲပြောရတယ်။ဘာလို့လဲဆိုတော့ကိုယ်လေးချိန်5 to 10% လောက် short နိုင်ရင်ပဲယာဒီပြန်ပုံမှန်လာဖို့အတွက်သူအများကြီးထောက်ကူပြုတယ်။ဘာလို့လဲဆိုတော့ဒီ estrogen ဆိုတဲ့ဟော်မုန်းကခန္ဓာကိုယ်ရဲ့အဆီကနေပြီးတော့ fat ကနေပြီးတော့ထိုးလို့ရတာပေါ့နော်။ခန္ဓာကိုယ်မှာ fat တွေအများများလို့ရှိရင်ခန္ဓာကိုယ်မှာ estrogen ဟော်မုန်းတွေလိုအပ်တဲ့ပုံများနေလို့ရှိရင်ဒီယာဒီကိုမမှန်စေဘူး။နောက်တစ်ခါကျမျိုးဥကျွေဖို့လည်းအခက်အခဲဖြစ်စေတယ်ပေါ့နော်။အဲ့ခါကျတော့ကိုယ်လေးချိန်ချော့ဖို့ကအရင်အရေးကြီးတယ်။နောက်တစ်ခါကျတော့ဒီတောက်ဆေးတွေပေါ့နော် metformin ဆိုတဲ့တောက်ဆေးမျိုးပေးတာမျိုးလည်းရှိတယ်။အဲ့ဆေးပေးလို့ရှိရင်ဒီခန္ဓာကိုယ်က insulin resistant ကိုကောင်းစေတယ်ပေါ့နော်။အဲ့တော့ PCOS ရဲ့အနောက်ထပ်ပြဿနာတွေက insulin resistant များပြီးတော့ဒီစီးချိုယောဂတွေဖြစ်တာတော့အဲ့လိုမျိုးတွေတွဲသွားနိုင်တယ်။နောက်ပြီးတော့ကလေးရဖို့ခက်တာလေဒီကနေ့တွဲဆက်နေပေါ့နော်။ဒီယောဂနည်းနည်းတော့ရှုပ်တယ်ဒါပေမဲ့လည်းလူနာတွေကုသတဲ့အခါမှာတော့သူ့ရဲ့သက်ဆိုင်တဲ့ယောဂလက္ခဏာသူ့ရဲ့ concern ကိုမူတည်ပြီးတော့ကုသတာပေါ့နော်။အဲ့တော့ဒီယောဂဖြစ်တယ်လို့ထင်တယ်ဆိုလို့ရှိရင်တော့သက်ဆိုင်ရာဆရာဝန်နဲ့ဆွေးနွေးပါultrasound ရိုက်ပါလိုအပ်တဲ့ကုသမှုခံယူပါကိုယ်လေးချိန်ထိန်းပါကိုယ်လေးချိန်ထိန်းနိုင်တယ်လို့ရင်ပဲလောကလက္ခဏာတွေတော်တော်များများဟာသက်သာသွားတာကိုတွေ့ရပါတယ်ဗျကဲပါရှင်ဒီမိခင်တော်တော်များများမှာဇဝေဇဝါဖြစ်တတ်တဲ့ရိုးရိုးမွေးတာနဲ့ခွဲမွေးတာပေါ့နော်အဲ့နှစ်ခုကြားမှာဆိုလို့ရှိရင်ဒီဘိုက်ခွဲမွေးဖို့ကမဖြစ်ဘဲအချိန်မှမဖြစ်မနေလို့အဲ့လေပြီးတော့ဘိုက်ခွဲမွေးပြီဆိုလို့ရှိရင်နောက်ဆက်တွဲစိုးကျိုးတွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲဆိုတာလည်းရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ကလေးမွေးဖွားနေမှာတော့ option နှစ်ခုပဲရှိတာပေါ့နော်ရိုးရိုးမွေးတာနဲ့ခွဲမွေးတာနဲ့အဲ့တော့ကျွန်တော်တို့လူနာတွေဆွေးနွေးတဲ့အခါမှာ option နှစ်ခုစလုံးဆွေးနွေးပေးတယ်အဲ့တော့အချို့မျိုးသမီးကခွဲမွေးရမှာကြောက်တယ်အချို့မျိုးသမီးကကျတော့ရိုးရိုးမွေးရမှာကြောက်တယ်ဘိုင်းနာမှာကြောက်တယ်ပေါ့နော်အဲ့တော့အဲ့ခါကျတော့ကျွန်တော်တို့ကဒီနှစ်ခုလုံးရှင်းပြတယ်တစ်ခုချင်းစီရဲ့အကျိုးအပြည့်ကိုဆွေးနွေးပေးရပါတော့အဲ့တော့နောက်ဆုံးမှာတော့ဒီမျိုးသမီးစီစုံတွေရဲ့ဆန္ဒအဓိကပဲပေါ့သူတို့ကခွဲမွေးခြင်းတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီခွဲမွေးတာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဖြစ်လာတဲ့အန္တရာယ်ကိုနားလည်လက်ခံနေဆိုရင်ကျွန်တော်တို့ကခွဲမွေးပြီးတော့စီစဉ်ပေးရပါတော့အဲ့တော့နှစ်ခုစလုံးကတော့ safe ဖြစ်တဲ့ option ပဲဒါပေမဲ့တဘာဝကြဆိုလို့ရှိရင်ရိုးမွေးတာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ခွဲမွေးတာလည်းမကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့လိုအပ်တဲ့အနေအထားတွေမှာတော့မဖြစ်မနေခွဲမွေးရတာရှိတယ်ဥပမာတအိမ်ရှေ့ရောက်နေတာ placenta previa လို့ခေါ်တယ်နောက်တစ်ခါကျစုံပိုင်းပေါ့စုံပိုင်းတအူးစုံပိုင်းဆိုလို့ရှိရင်တော့ခွဲမွေးပြီးတော့ကျွန်တော်တို့ကအားပေးတယ်ဘာလို့လဲဆိုတော့ကလေးကောင်းတက်လို့ပေါ့နော်နောက်တစ်ခါကျတော့အမွာကိုဝင်မှာမှပထမဆင်းလာမဲ့ကလေးကစုံပိုင်းဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခွဲမွေးဖို့အတွက်ကို offer လုပ်တယ်ပေါ့နော်နောက်တခြားအခြေအနေတွေလည်းရှိသေးတယ်ပေါ့လေဒါမြဲအကြမ်းများအဖြစ်တော့
low risk တွေမှာတော့ကျွန်တော်တို့ကရိုးရိုးမွေးဖို့အတွက် offer လုပ်တယ် high risk မှာတော့ individually စဉ်းစားရပေါ့နော်အဲ့တော့ individually ဆရာဝန်နဲ့တွေ့ဆုံပြီးတော့သူမွေးခြင်းနဲ့မွေးဖို့တင်တော်တဲ့ဟာကိုကျွန်တော်တို့ offer လုပ်ပြီးစဉ်းစားပေးတယ်နောက်တစ်ခါကျတော့သူ့ရဲ့အကျိုးအပြစ်တွေကိုလည်းရှင်းပြရပါတော့ပုံမှန်အဖြစ်တော့ခွဲမွေးရဆိုလို့ရှိရင်နံပါတ်1တွေးစင်းများနိုင်တယ်တွေးထွက်များတယ်ပေါ့ရိုးရိုးမွေးရတဲ့ဆိုင်တွေးထွက်များတတ်တယ်လိုအပ်လို့ရှိရင်တွေးရနိုင်တယ်နော်အဲ့ဒါကတွေးတဲ့အနေနဲ့ရှိမယ်နောက်တစ်ခါကျတော့ infection လို့ခေါ်တဲ့ယောဂပိုးဝင်တာမျိုးပေါ့နော်ခွဲမွေးတာရိုးမွေးရတာဆိုလို့ရှိရင် infection rate ပိုများတယ်နောက်တစ်ခါကျတော့injury to the nearby structure လို့ခေါ်တဲ့ဒီဘိုက်ကိုခွဲလိုက်တဲ့အခါကျတော့ဘိုက်ထဲမှာတရင်အရှိမှာစီးအိမ်ရှိတယ်တရင်နောက်မှာဝင်းအိမ်ရှိတယ်နောက်တစ်ခါကျတော့တွေးကြောတွေရှိရပေါ့အဲ့ဒီအရာတွေကိုထိခိုက်နိုင်တဲ့အနေအလေးရှိတယ်ဒါတို့ကျွန်တော်တို့ရှင်းပြရတယ်ပေါ့နိအဲ့တော့မဖြစ်မနေခွဲမွေးရမယ့်လူနာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါတော့ဒီ risk ကိုယူရတာပေါ့နိဒါပေမဲ့အဲ့မှာ maternal request ဆိုတဲ့ဒီသူတို့ကျွန်တော်မြန်မာနိုင်ငံမှာမျိုးသမီးတွေကဒီခွဲမွေးခြင်းကြတာပေါ့နော်ကျိုးကလည်းနက်ခတ်တွေကြည့်ပြီးတော့ဒီချိန်ကွက်တိအဲ့လိုခွဲရမယ်ပေါ့ဒါမျိုးလောက်တာမျိုးလည်းရှိတယ်ဒါကတော့ social request ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါကိုမားရတော့ပြောလို့မရအောင်ဒီခွဲမွေးတာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အကျိုးပြည့်တွေကိုလက်ခံနားလဲဆိုရင်ကျွန်တော်လုပ်ပေးလို့ရတယ်ဒါအပြစ်မဟုတ်ဘူး UK မှာလည်း maternal request ကရှိတာပဲနော်အဲ့တော့ပြဿနာကကြတော့ဒီအကျိုးပြည့်တွေကိုကိုကမသိဘဲနဲ့လုံးမိတယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာဒီအနေတွေဖြစ်လာတော့မှပြဿနာတွေဖြစ်တယ်ပေါ့နော်ဆရာဝန်ကိုတရားစွဲတာတို့ပါတော့ပေါ့နော်အဲ့ခါကျတော့အဓိကတော့ share decision making လို့ခေါ်တဲ့မျှတာတဲ့လူနာနဲ့ဆရာဝန်နဲ့နှစ်ဦးကြားမှာ agreement တစ်ခုရဖို့အရေးကြီးဆုံးပဲနော်ဒီကလေးမွေးဖွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်လည်းမိခင်တချို့ကြုံတွေ့ရလေးရှိရဲ့စိတ်ပင်ပန်းတာတွေပြီးတော့စိတ်တက်ကြတာတွေကိုဒီဘေးမှာရှိရဲ့မိသားစုဝင်တွေကဘယ်လိုမျိုးအနီးကပ်ကူညီပေးတင်လဲဆိုတာလည်းပြောပြပေးပါအောင်ဆရာ ဟုတ်ကဲ့ဒါလည်းအရေးကြီးတဲ့ topic တစ်ခုပေါ့နော်ကျွန်တော်တို့မှာ postpartum blue လို့ခေါ်တယ်ဒါအရန် common ဖြစ်တယ်ကလေးမွေးပြီးတဲ့အမေတွေမှာသူကတနေ့ရှည်တနေ့ငွေလို့ခေါ်တာပေါ့နော်ပထမအရာတွေမှာသူက manage ဖြစ်နေတာအရန်ကိုပြောအောင်တခုဆိုရင်နောက်တစ်ရက်နှစ်ရက်လောက်ကျတော့ depress ဖြစ်သွားပြန်အောင်ငိုအဲ့လိုဖြစ်နေအောင်အဲ့ခါကျမိသားစုဝင်တွေနားလေပေးဖို့လိုတယ်ဒါကိုလေနားလေပြီး support ပေးရတာပေါ့နော်ခုနပြောတဲ့အိမ်လုပ်တွေကူလုပ်ပေးတာမျိုးသူ့ကိုလိုအပ်တဲ့အားလေးဝိုင်းလုပ်ပေးတာမျိုးပေါ့နော်မညုံမညင်နဲ့လုပ်ပေးဖို့အရန်ရေးကြည့်တယ်နောက်တစ်ခုကကျတော့ဒီကတစ်စင်နောက်တစ်ခုကကျတော့ postpartum ညီမပြော depression ခေါ်တာပေါ့နော် postpartum depression ဆိုလို့ရှိရင်တော့နည်းနည်းလေးပိုပြီးဖြစ်တယ်ဆိုပဲအဲ့တော့တရက်နှစ်ရက်မဟုတ်ဘဲနဲ့အဲ့လိုရက်ရှည်ဖြစ်လာပြီဆိုလို့ရှိရင်တော့သူက suicidal ideation လို့ပဲကိုယ်တက်တည်နေတာမျိုးနောက်ကိုယ့်ရဲ့ကလေးကိုဘယ်လိုဂရုမစိုက်တော့တာမျိုးနှုတ်မတိုက်တော့တာမျိုးဒါမျိုးတွေဖြစ်လာပါတော့ဒါဆိုတော့အရေးကြီးတယ်perinatal mental health ဆိုတဲ့ဒီကျန်းမာရေးအခြေအနေပေါ့နော်အဲ့ဆိုတဲ့အခါကျလိုအပ်တဲ့ဆရာဝန်တမင်ဒီ counselor နဲ့တွေ့ဆုံပြီးတော့လိုအပ်တဲ့counseling လုပ်ဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ postpartum psychosis လို့ခေါ်တယ်အဲ့ဒါကျတော့ပိုးဆိုးတယ်သူကတော့အကျဉ်းစားပေါ့သူကတော့ရှားတော့ရှားတယ်ဒါပေမဲ့ဒီလိုမျိုးဖြစ်လာပြီဆိုတော့သူက dissociate ဖြစ်သွားတယ်အမေကလုံးဝသူ့ကဘာထဲမှာတက်ရောက်သွားတယ်သူကသူတွေးချင်တာတွေတွေးနေမယ်တယောက်တည်းလည်းစကားပြောချင်ပြောနေမယ်နောက်တစ်ခါကျတော့ခမ်းမတင်သတင်းပေါင်းရင်ခုံချသွားမယ်ကလေးကိုပြစ်ချလိုက်မယ်ဒါမျိုးတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ awareness ရှိဖို့လိုတယ်နော်အဲ့တော့ဒါ mental health crisis လို့ခေါ်တာပေါ့အဲ့တော့ကျွန်တော်တို့ awareness ရှိတော့မှဒီအခြေအနေကိုသိတဲ့အခါမှာဒီမိကဒီကိုယ့်ရဲ့မျိုးသမီးဟာကိုယ့်ရဲ့ partner ဟာဒီလိုအခြေအနေမျိုးကြုံနေပါသလားဆိုတော့ကိုယ် awareness ရှိတဲ့အခါမှာလိုအပ်တဲ့ပြုစုကူတာမှုတွေလုပ်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီဟာရင်းပတ်သက်ပြီးတော့အခုမြန်မာနိုင်ငံမှာဆိုလည်းဒါတွေကိုတိတ်ပြီးတော့ awareness မရှိကြဘူးနော်ကျွန်တော်အဲ့လိုတွေ့ရတယ်ဒါပေမဲ့ဒါတွေက physical health မဟုတ်ဘူးမြဲ mental health က physically ကို endanger ဖြစ်နိုင်တယ်ဒါကြောင့်မို့တီးဖို့တော့အရင်ကြီးကြီးတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီအမျိုးသမီးတွေ3-4ထားရှိရဲ့ဒီ feminine wash လို့ခေါ်တဲ့မိမကိုတန့်စင်ဆေးရပေါ့နော်အဲ့ဒီမိမကိုတန့်စင်ဆေးရမဖြစ်မနေသုံးဖို့လိုအပ်တာလားဒါပေမဲ့တချို့လူတွေကြတော့လေဒါတွေသုံးတာပို့ပြီးတော့ပိုးဝင်တာတွေပိုဖြစ်စေရလို့လည်းပြောကြရပါတော့ဒီပုံမှာလည်းဆရာရဲ့အမြင်လေးပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပုံမှန်အမျိုးသမီးတွေမှာဆိုတော့ဒီမိမကိုတန့်စင်ဆေးရသုံးဖို့မလိုပါဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့အမျိုးသမီးတွေရဲ့မိမကိုမှာသူ့ရဲ့ self mechanism ရှိပြီးသားပေါ့နော်သူကဒီ self cleaning action ဆိုတာရှိပြီးသားဆိုတော့ infection တွေကိုဒီမျိုးသမီးမိမကိုထဲမှာမပေါက်နိုင်အောင်လိုအပ်တဲ့ pH တွေကတော့ထိန်းပြီးသားပေါ့နော်တက်အပြင်ကနေပြီးသုံးစရာမလိုတတ်ဘူးဒါပေမဲ့တချို့မျိုးသမီးတွေကတော့ဒါကို additional care အနေနဲ့သုံးနေကြတာပေါ့နော်အဲ့ခါကျလို့ရှိရင်သုံးလို့ရတယ်ဒါပေမဲ့အရင်အနံ့ပြင်းတဲ့ဟာမျိုးတွေဆိုတော့ကျွန်တော်မသုံးစေချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီဆေးတွေကဒီ pH balance ကိုပို့ပြီးတော့ဆိုးဝါးနိုင်စေတယ်ပေါ့နော်ပုံမှန်အပြင်မိမကိုထဲမှာသူ acidity level လေးတစ်ခုရှိနေတယ်အဲ့ဒါလေးကဒီ infection မဖြစ်အောင်ထိန်းထားပေးတာပေါ့နော်အဲ့ခါကျတော့ပုံမှန်အားဖြင့်ဆိုတော့လုံးစရာသုံးစရာမလိုဘူးနောက်တစ်ခုကကျတော့ဒူချင်လို့ခေါ်တယ်မိမကိုထဲအထဲထဲထိနှိုက်ပြီးဆေးတာမျိုးပေါ့နော်ဒီ
ရေပန်းနဲ့ပန်းစေးတာမျိုးဒါမျိုးလုပ်ဖို့မလုပ်တင်ဘူးနော်အဲ့လိုလုပ်ချင်ရမိခင်ဒီမိမကိုယ်မှာရှိလိုအပ်ပုံမှန်ရှိနေတဲ့ pH level က change ဖြစ်သွားလို့ရှိရင် infection prone ဖြစ်တယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ခုနက bacteria vaginosis တို့ဖြူစင်းတာတို့ဒီဟာတွေကနောက်ဆက်တွဲအနေနဲ့ဖြစ်လာတတ်တယ်ပေါ့နော်ဟုတ်ကဲ့အိမ်အောင်ကြပြီးရဲ့အချိန်မှာကလေးယူဖို့အတွက်ကိုစူးစမ်းနေကြတဲ့ဒီအိမ်အောင်ရှင်တွေရှိရပါတော့တချို့ကြောင့်တော်တော်နဲ့အဆင်မပြေဘူးပေါ့အဲ့လိုစုံတွဲတဲ့အတွက်ဆိုရင်ဘယ်နှစ်လောက်စောင့်ကြည့်ပြီးမှအထူးကူနဲ့ပြတင်လဲပြီးတော့ကလေးရနိုင်ချေရှိမရှိရောအခြေခံအဖြစ်ဘယ်လိုစစ်ဆေးမှုတွေပြုလုပ်ရမလဲဆိုတော့လည်းပြပြပေးပါအောင်ဆရာဟုတ်ကဲ့အိမ်အောင်ကြပြီးတော့ကလေးမရတာဒီအိမ်စုံတွဲတွေမှာတော်တော်စိတ်ပင်ပန်းရတယ်ပေါ့နော်ပုံမှန်အဖြစ်တော့တစ်နှစ်စောင့်ကြည့်လို့ရတာပေါ့နော်အိမ်အောင်ကြပြီးတော့အကာအကွယ်မယူဘဲနဲ့အတူတူနေတယ်ပုံမှန်အတူတူနေဖြစ်တယ်ဆိုရင်တစ်နှစ်အတွင်းမှာကလေးရလာနိုင်ခြေများပါတယ်ဒီလိုတစ်နှစ်နေလို့မရလို့ရှိရင်တော့လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့လိုအပ်တယ်ဒါပေမဲ့အသက်35နှစ်အထက်မျိုးသမီးမှာတော့ဒီ6လလောက်ပဲစောင့်တယ်နော်ဘာလို့လဲအသက်35နှစ်ကျော်လာလို့ရှိရင်မျိုးသမီးမျိုးအိမ်ကထွက်တဲ့မျိုးအရေးအတွက်လည်းနည်းသွားတယ်လို့မျိုးရဲ့အရေးတွေးကလည်းကြာသွားတယ်ပေါ့နော်အဲ့ခါကျတော့အဲ့လိုစုံတိုင်းမှာတော့ကျွန်တော်တို့က6လလောက်စောင့်ကြည့်ပြီးတော့6လလောက်မှမရရင်တော့လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်တာပေါ့နော်စစ်ဆေးတဲ့နေရာမှာတော့2ယောက်စလုံးလုပ်ဖို့လိုတယ်အမျိုးသမီးကိုလည်းဆက်ရတယ်အမျိုးသားကိုလည်းဆက်ရတယ်အမျိုးသားမှာတော့ဒီတုပ်ပိုးပေါ့စပမ်ပေါ့နော်စပမ်ကိုဆက်ရတယ်ရေးအတွက်ဒီ quality ကိုဆက်တယ်ပေါ့နော်နောက်တစ်ခါကျအမျိုးသမီးမှာတော့ဒီမျိုးအိမ် anatomy ပေါ့ဒီအိမ်ကအနေထားကောင်းမကောင်းမျိုးအိမ်ကမျိုးဥတွေ function ဖြစ်ဒါတွေကိုultrasound ရိုက်ပြီးစစ်ဆေးတာရှိတယ်နောက်တစ်ခါကျ hormone တွေကိုစစ်တာရှိတယ်ပေါ့နော်နောက်တစ်ခါကျတော့ HSG လို့ဆိုရဲ histiocephalin ကိုခေါ်လို့ခေါ်တာပေါ့အဲ့ဒါကျတော့ဒီမျိုးပြုံလေးတွေကကောင်းကောင်းအလုပ်လုပ်မလို့ဆိုတာဟိုဒီမိမကိုတွေကနေပြီးတော့ဟိုပေါ့ရေလိုဟာမျိုးပေါ့နော်အဲ့ဒါမျိုးတွေထုတ်သွင်းပြီးတော့ဒီမျိုးပြုံလေးကောင်းမကောင်းစစ်ဆေးတာမျိုးပေါ့နော်ဒါတွေလုပ်ဖို့လုပ်ကြတာပေါ့လုပ်ရတယ်ပေါ့နော်လုပ်ပြီးတော့မှအဲ့မှာယောဂအခြေအနေတစ်ခုရှိရဆိုအဲ့ဒါကို treatment လုပ်ရတယ်လုပ်ပြီးတော့မှဒီကလေးတွေဖို့အတွက်ကြိုးစားရတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကောင်းနေရင်လည်းမရလို့ရှင်တော့ကျွန်တော်တို့ artificial reproductive therapy လို့ခေါ်တဲ့ဒီအန်ဂျွန်တတီဒါရဖို့ဒါမျိုးတွေနောက်တစ်ခုကကျ intrauterine insemination လို့ခေါ်တဲ့ဒီလူတွေကနေပြီးတော့ artificially ကူပေးရတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒီဟာမျိုးတွေကိုလုပ်ဖို့အတွက်လိုနိုင်တယ်ပေါ့နော်အဲ့ခါကျလိုအပ်တဲ့ referral တွေတောက်ဖို့အချိန်မှလိုအပ်ပါတယ်ဒီမြန်မာမိသားစုဝင်တွေကြားရပါဆိုလို့ရှိရင်ကိုဝင်ဆောင်စင်မှာလိင်ဆက်ဆံတာကလေးကိုထိခိုက်မှုရှိရဲဆိုပြီးတော့အယူဆမှာရှိတတ်ပါတယ်တကယ်တော့ဒီစေပညာအရဆိုလို့ရှိရင်ကိုဝင်ဆောင်နေတဲ့အချိန်မှာဘယ်အချိန်လောက်ထိလိင်ဆက်ဆံလို့ရလဲပြီးတော့ဘယ်လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ရှောင်ကျဉ်ရမလဲဆိုတာလည်းပြပြပေးပါအောင်ဆရာဟုတ်ကဲ့ဗျဒီကျွန်တော်မြန်မာမိသားစုတွေမှာတော့ဒီကိုဝင်ဆောင်မှာလိင်ဆက်ဆံတာဟာကလေးကိုထိခိုက်နိုင်တယ်ဆိုတော့တပူပေါ့နော်အဲ့လိုမျိုးတွေရှိကြတယ်ဒါပေမဲ့ evidence ရဆိုရင်တော့ဒါမျိုးတိကျမရှိဘူးပေါ့နော်အဲ့တော့ပုံမှန်ကိုဝင်စရှိကြတဲ့ကနေကလေးမွေးတဲ့အထိတဲ့အဆင်ပြေတဲ့အချိန်မှာအတူနေလို့ရတယ်ပေါ့နော်အမျိုးသမီးကလည်းတဘောတူတယ်ဆိုရင်အတူနေလို့ရပါတယ်တခုရှိတာကတော့တိမ်ချင်းရှေ့ရောက်တဲ့အနေအထားမျိုး plasma previa လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးတွေနောက်တစ်ခုကကျတော့ကိုဝင်ချင်းထဲမှာသွေးဆင်းတာမျိုးတွေပေါ့နော်အဲ့လိုမျိုးအနေအထားမျိုးတွေရှိနေတယ်ဆိုလို့ရှိရင်တော့အတူမနေသင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုလုပ်လို့ရှိရင်ပို့ပြီးသွေးဆင်းပြီးတော့အမေရဲ့အသက်အန္တရာယ်ကလေးရဲ့အသက်အန္တရာယ်ရှိနိုင်တယ်ပေါ့နော်။အဲ့ဒါလေးပါပဲ။ကျွန်တော်ကတော့ထူးခြားခြားမရှိဘူး။ဟုတ်ကဲ့ပါဆိုလို့ရှိရင်ဒီအလုတ်ကိုင်းနေကြောင့်အသက်35နှစ်လောက်မှမျိုးသမီးတွေကကိုဝင်ဆောင်တာတွေရှိလာကြတယ်ပေါ့နော်။အဲ့လိုမျိုးအသက်ကြီးမှအသက်အရွယ်တစ်ခုရောက်တဲ့အချိန်မှာကလေးယူတဲ့အခါမှာမိခင်ရောကလေးမှာဘယ်လို risk တွေရှိနိုင်လဲ။ဘယ်လိုကြိုတင်ပြီးတော့ပြင်ဆင်တဲ့လဲဆိုတာလည်းပြပြပေးပါအောင်ဆရာ။35နှစ်တကယ်အသက်မကြီးသေးပါဘူးနော်ဒါပေမဲ့ဒီတော့စေပညာရမှာအသက်40ကျော်ရင်တော့ဒါအသက်ကြီးကိုဝင်လို့ပြောကြပါတော့40ကျော်လာပြီ45နှစ်ကျော်ရင်တော့သူက very advanced maternal age လို့ခေါ်တာပေါ့နော်အသက်ကြီးရင်ဘာအနေရှိလဲဆိုတော့အသက်ကြီးရတဲ့များခန္ဓာကိုယ်ရုပ်ရင်းလာတာပေါ့တွေးတိုးတွေရှိလာမယ်စီချိုရှိလာမယ်အဲ့လိုအခြေအနေမျိုးတွေမှာကိုဝင်ဆောင်ရတဲ့ခါကျတော့ယောဂမှမရှိဘဲနဲ့ဆောင်လာတဲ့ဆိုင်တော့ပိုပြီးအနေများတာပေါ့နော်ကိုဝင်အပြင်မှာဒီယောဂတွေကိုထိန်းနေရတာပေါ့နောက်တစ်ခါကျခွဲစိတ်ဝင်သွားဖို့ chance ကလည်းပိုများတယ်တဲ့အဲ့လိုတွေ့ရတယ်နောက်ကလေးမှာလည်းပဲ Down syndrome risk ကများပါတယ်ပေါ့နော်အဲ့တော့မွေးရတော့ချိုးရင်းချက် Down syndrome ဟာမျိုးတွေကတက်ကြီးကိုယ်နေမှာပိုများတယ်ပေါ့နော်အဲ့တော့ဘယ်လိုပြင်ဆင်မှုလုပ်ဖို့လိုလဲဆိုတော့ဒီခေတ်တွေမှာတော့ဤပညာနဲ့တိုးတက်လာတဲ့အခါကျတော့35နှစ်ကျော်မှအိမ်အောင်ပြုမယ်လို့စဉ်းစားရင်တော့ဒီ oocyte cryopreservation လို့ခေါ်တဲ့မျိုးဥကိုထုတ်ပြီးတော့ freeze လုပ်ထားအောင်ခဲထားပြီးတော့တိန်းထားလို့ရတယ်တိန်းထားတော့ကျွန်တော်ပြောချင်တာအသက်35နှစ်မတိုင်ခင်မှာကိုယ့်ရဲ့မျိုးဦးလေးကိုကိုယ်ကအစီအစဉ်ကလေးကိုလောလောဆယ်မရှိသေးဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့မျိုးကိုထုတ်ပြီးတော့တိန်းထားလို့ရတယ်။ဘာ
ဘာဖြစ်လို့လဲဆိုတော့ဒီအသက်ငယ်တဲ့အချိန်မှာရှိတဲ့မျိုးဥတွေက quality အကောင်းဆုံးပဲအဲ့ဒါတွေကိုတစ်ခါယူထားပြီးတော့တင်ထားလို့ရတယ်အလုံး20အထိတင်ပြီးတစ်ခါပေါ့လေအဲ့တော့အဲ့လိုတင်ထားပြီးတော့ကိုယ်တစ်ချိန်မှာကိုအစင်းနဲ့ ready ဖြစ်တဲ့အခါမှာဒီမျိုးဥတွေကိုယူပြီးတော့ကိုယ်အမျိုးသားရဲ့တုပ်ပိုးနဲ့ပေါင်းပြီး fertilize လုပ်ပြီးတော့ကိုယ်ဝင်ဆောင်လို့ရှိရင်ဒါဒီခုနဖြစ်လာမယ့်အခြေအနေကလေးရဲ့အနေအထားကိုချော့ချပြီးတော့နော်အမေကတော့အသက်ကြီးကုန်ရတော့ဘယ်လိုပဲဖြစ် risk ကတော့ရှိသွားတာခုနပြောသွေးတိုးတွေစီးချိုတွေဒါဒီခါကျတော့တင့်တော်တဲ့ပြုစုကုသမှုလုပ်ဖို့လိုအပ်တယ်ပေါ့နော်